ထိုလူသည်စွပ်ပြုတ်တစ်ပတ်ကန်လုံးကိုတဲပုံပွဲထဲလောင်းချလိုက်ပြီးမမျှော်လင့်ပဲစွပ်ပြုတ်များသည့်စစ်သားတဦး၏ခေါင်းပေါ်သို့ဓာတ်ရိုက်ဖိတ်ဆင်သွားရာလူတိုင်းကထိုစစ်သားကိုကျိန်စာတင်ပြီဟုထင်မှတ်ကြသည်ထို့နောက်ထိုလူကအတန်ချက်ဆက်တစ်ခုကိုထုတ်ယူကပစ်ထည့်လိုက်သည့်စစ်သားများသည်ရင်းကိုမြင်သောအခါဘလူးတစ်ကောင်ပေါ်လာပြီဟုထင်မှတ်ကြသည်ထိုလူသည်ထိုအတန်ချက်ဆက်မှတဆင့်သူ၏အကူအညီဖြင့်ထိုတိုင်းပြည်လေးစစ်ပွဲကိုအနိုင်ရစေနိုင်ကြောင်းအားလုံးကိုပြောပြခဲ့တော်လဲခေါင်းဆောင်ကသူ့ကိုမယုံကြည်ခဲ့ပေထို့ကြောင့်ထိုလူသည်လျှက်စစ်မီးတစ်ခုကိုထုတ်ကာခေါင်းဆောင်မြေပြင်ပေါ်လဲကျသွားသည့်အထိရှော့ရိုက်လိုက်သည့်အခြားစစ်သားများကရင်းကိုမြင်သောအခါချက်ချင်းပင်စစ်မြေပြင်မှထွက်ပြေးကြသည်ထိုနေ့တွင်ထိုလူသည်တစုံတစ်ယောက်ကသူ၏အိမ်ကိုမီးရှို့ရန်ကြိုးစားနေသည်ကိုတွေ့မြင်ခဲ့ရသဖြင့်သပင်အချောက်ခံဆက်တစ်ခုကိုထုတ်ယူပြီးမီးကိုမှုတ်ထုတ်လိုက်သည်သို့သောထိုဖိုးကြီးကလက်မလျှော့ပဲမီးကိုထပ်မံရှို့ရန်ကြိုးစားခဲ့သည်ထိုလူကမီးသက်ဆေးဘူးတစ်ခုကိုထုတ်ယူကာအဖြူရောင်မှုများကိုပက်ဖြန်းလိုက်သည်ရင်းကမာနာကြီးသောအဖိုးကြီးကိုလန့်သွားစေပြီးဤသို့ထူးဆန်းသောအရာများဖြစ်ပျက်နေရခြင်းအကြောင်းကိုသူနားမလည်နိုင်ဖြစ်နေခဲ့သည်နောက်တစ်နေ့တွင်စုံမတ်တဦးကဘီလူအမြောက်များကိုခေါ်ယူပြီးတိုင်းပြည်တစ်ခုလုံးကိုကျူးကျော်ရန်ကြံစည်ခဲ့သည်သူ၏တိုင်းပြည်လေးကိုကာကွယ်ရန်ထိုလူသည်သူ၏အခမ်းမှပိုးသက်စေဘူးတစ်ခုကိုယူကာတဲပုံပွဲပေါ်သို့ဖြန်းလိုက်သည်အဖြူရောင်မီးကိုများသည်တိုင်းပြည်လေးတစ်ခုလုံးကိုဖုံးလွှမ်းသွားပြီးစုံမတ်ကခေါ်ယူထားသောဘလူးများအားလုံးပျက်စီးသွားကြသည်ထိုခါမှသာဘယင်မတ်သည်ဤအရာများသည်သူမအားကူညီနေသောနတ်ဖျားများ၏လက်ချက်ဖြစ်ရမည်ဟုသဘောပေါက်နားလည်ခဲ့လေသည်